ဒါကတော့အထက်တန်းလွာတွေအတွက်တီးတန့်ဖွင့်လှစ်ထားတဲ့စားတောက်ဆိုင်တစ်ဆိုင်ဖြစ်ပြီးလှပချုံမောတဲ့စပွဲထိုးမလေးတွေဟာဒီဆိုင်ရဲ့အဓိကဆွဲဆောင်မှုပေါ့သူတို့ဟာနောက်ဆက်စော်ကားတာတွေကိုခံရရင်တော့တုံ့ပြန်ခြင်းမရှိဘဲငြိမ်ခံနေကြရတယ်အကြောင်းရင်းကတော့သူတို့သာပြန်လဲခုခံမယ်ဆိုရင်ဆိုင်ရှင်ကအဝေးထိန်ကလုတ်ကိုတုံးပြီးသူတို့လက်ဘေးမှာပတ်ထားတဲ့ကော်လာတွေကိုအသက်သွင်းလိုက်မှဖြစ်ပြီးအဲ့ဒီကော်လာကသူတို့ကိုချက်ချင်းတည်စေနိုင်လို့ပဲဒါလည်းမကသေးဘူးသူတို့ဟာဒီမှာလှုပ်လို့ရပေမဲ့လောက်ခလာစားလည်းမရကြပါဘူးခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေလက်ပတ်နိုင်ဖို့အတွက်တက်တန်းကုန်နေတဲ့ဒိန်ချင်တပူကိုပဲနေ့စဉ်ရရှိကြတာပါဒီအလုပ်ဟာလူသားတစ်ယောက်ရဲ့ဂုဏ်သိက္ခာလုံးဝမရှိတဲ့အလုပ်ဖြစ်ပေမဲ့လစာထုတ်ရက်ကတော့အဲ့ဒီမိန်းကလေးတွေအတွက်အပျော်ဆုံးနေပါပဲဘာလို့လဲဆိုတော့ဆိုင်ရှင်ကသူတို့ရဲ့လက်ဘေးမှာတစိမ့်တုံးထုပေးမှဖြစ်လို့ပါအဲ့ဒီတစိမ့်တုံးကိုပြည့်သွားတာနဲ့သူတို့ဟာလွတ်လပ်ခွင့်ရပြီးပါရာဒိုက်ကိုသွားခွင့်ရမယ်လို့ယုံကြည်ထားကြတယ်သူမရဲ့တငယ်ချင်းတွေတယောက်ပြီးတယောက်အခေါ်ခံရတာကိုမြင်နေရတဲ့မိန်းကလေးဟာလွတ်လပ်မှုကိုအလွန်တရာလိုချင်နေတာကြောင့်ဘာတွေဖြစ်နေတာလဲဆိုတာကိုသိဖို့အတွက်တိတ်တဆိတ်ချောင်းချောင်းကြည့်ရှုခဲ့တယ်မထင်မှတ်ဖဲနဲ့သူမဟာထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတော့တယ်တကယ်တော့အရင်ထွက်သွားခဲ့တဲ့သူမရဲ့တငယ်ချင်းတွေဟာလွတ်လပ်ခွင့်ရသွားတာမဟုတ်ပဲတခြားရှိုးဝက်အခြေစိုက်စခန်းတစ်ခုကိုအပို့ခံလိုက်ရတာပါသူမလည်းဘင်းကကော်လာကိုချွတ်လိုက်တဲ့အချိန်မှာပဲသူမကိုကုန်ပစ္စည်းတင်တဲ့ပတ်လန်းခုနှစ်ပေါ်ဆွဲတင်သွားပါတော့တယ်တကယ်တော့ဒီစပွဲထိုးမလေးတွေအားလုံးဟာကလုံးတွေသာဖြစ်ပြီးတက်တန်းကုန်သွားတဲ့သူတွေကိုပြန်လည်တုံးချဖို့ရီဆိုင်ကအတွက်တက်ဖြတ်ပြီးအစ်စ်ပြန်လုပ်ကြတာပါသူတို့မျှော်လင့်နေတဲ့ပါရာဒိုက်ဆိုတာကတော့တကယ်တမ်းမှာတာတက်ယုံတစ်ခုသာဖြစ်နေပါတော့တယ်ဗျာ